ရိုနယ်ဒိုနဲ့ဆိုရင်ပေါ်တူဂီကမရလောက်ဘူးရိုနယ်ဒိုဒါပါရင်တော့ပေါ်တူဂီကခတ်လိမ့်မယ်ပေါ်တူဂီမှာရိုနယ်ဒိုအရန်ခုံထိုင်မှဖြစ်မယ်ပေါ့နော်အဲစကားတန်တွေကိုဒီကဘာဖလားစကန်ပြီးမှတော်တော်လေးကိုမှကြားလာရတယ်ရိုနယ်ဒိုရဲ့ career တစ်လျှောက်ပေါ့နော်အများကြီးမလို့လွန်ခဲ့တဲ့9နှစ်10နှစ်ပေါ့အဲ့လောက်လေးကိုပဲပြန်ပြီးတော့သွားကြည့်လိုက်မယ်အဲ့ဒီအချိန်ကာလမှာဒါဒီလိုမျိုးဝေဖန်တန်ဒီရှိခဲ့မယ်ဆိုရင်ရိုနယ်ဒိုကသူ့ရဲ့ performance တွေတွင်းကိုတွေတကယ်ကို supernatural ဆန်တဲ့စွမ်းဆောင်ရည်တွေနဲ့အဲ့ဝေဖန်တဲ့အတန်တွေကိုတိတ်သွားအောင်ဝေဖန်သူတွေကိုငုတ်တုံမိသွားအောင်သတင်းကောင်းတဲ့တစ်ခုလုံးကိုချင်းပစ်လိုက်နိုင်တဲ့အထီကိုလုပ်ပြနိုင်တယ်အခု तू ကလူတွေကလူပဲဆိုတော့ तू လဲဇာယာကိုမကြော်နိုင်ဘူး performance တွေကျလာတယ်ကစားပုံတွေအဆင်မပြေတာကိုတိတိတသားကြီးကိုမြင်လာရတယ်ပေါ့နော်ဒါသိတော့လည်းမဆမ်းပါဘူးတက်40တောင်ကြော်နေပြီကိုဒါပေမဲ့လေဒီရိုနယ်ဒိုကိုအရန်ခုံထိုင်ခိုင်းဖို့ပေါ့နော်ပြောကြတဲ့အခါမှာရိုနယ်ဒိုဖြစ်နေလို့ရိုနယ်ဒိုက ego များလို့ तू မထိုင်ကျင်လို့ဆိုတာမျိုးမတွေးပဲနဲ့ရိုးရိုးရှင်းရှင်းလေးပေါ့နော်အသင်းရဲ့လူစင်းရပဲကြည့်ကြည့်မယ်ဆိုရင်တော့မှမလွယ်ဘူးဗျရိုနယ်ဒိုနဲ့အတူပါလာတဲ့တိုက်စစ်ကစားသမားတွေကဒီကွန်ဆာလိုရာမိုရှိမယ်ကွန်ဆာလိုဂွီတက်ရှိမယ်ဘယ်လိုလုပ်ရိုနယ်ဒိုကိုအရန်ကုန်ထိုင်ပြီးတော့ဒီနှစ်ယောက်ကိုလိုင်းရဲ့ကောက်ပေးမလဲဒီပြတယောက်ကအဲ့လောက်ထိလုံပါမလားပေါ့ကျွန်တော်ဒီလိုပဲတွေးကြည့်ရမယ်ဆိုကြပါစို့ဗျာရိုနယ်ဒိုနဲ့သူပါလာတဲ့တိုက်စစ်ကစားသမားက Harry Kane မဟုတ်တော့ Watkins ဗျာပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီ Dembele Mbappe ဒီလီဗာပူးမှာတရားရီတော့တရားရခဲ့တဲ့ Alexander Isak အဲ့လိုတိုက်စစ်ကစားသမားတွေနဲ့အတူဆိုရင်တော့ရိုနယ်ဒိုကိုအရန်ကုန်ထိုင်ခိုင်းတာကနီးပြကလှုပ်ရဲလိမ့်မယ် reason လဲကြားတယ်ပေါ့နော်ဒါပေမဲ့ဂွန်ဆာလိုရာမိုဆိုဂွန်ဆာလိုဂွီတက်ဆိုဂွန်ဆာလိုရာမိုဆိုလဲဒီ PSG မှာလက်လောက်လလားပေါ့နော်ဒီကြွေကြလောက်တဲ့အထိမျိုး performance မျိုးမပြထားဘူးလို့ကျွန်တော်ကမြင်တယ်အရှင်းဆုံးပြောရရင်သူနဲ့သူပါလာတဲ့တက်စစ်ကစားသမားကပြီးခဲ့တဲ့ຢာဒီຢာဒီပေါ့ဗျာ performance က on fire ဖြစ်နေတယ်ဆိုရင်တော့ရိုနယ်ဒိုကိုအရန်ကုန်ထိုင်ခိုင်းရတာတိတ်ပြီးတော့ခက်ခဲတဲ့ကိစ္စမဟုတ်နီးပြအတွက်သူလွတ်လိုက်လို့ရတယ်တိတ်လည်းအရန်ကြီးကောင်းတဲ့ကစားသမားလည်းမဟုတ်ဘူးပါလာတယ်ဆိုပါစို့အဲ့ဒါဆိုရင်တော့ तू ကရိုနယ်ဒိုကိုပဲ तू ကလိုင်းရဲမှာထားမှာပဲဒါရှင်းတယ်ကျွန်တော်ကဒီကဘာဖလားမှာရိုနယ်ဒိုကိုအများကြီးပေါ့နော်ပုံအောမျှော်လင့်ထားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပေါ်တူဂီအသင်းကိုတော့အများကြီးမျှော်လင့်ထားတယ်ပေါ်တူဂီရဲ့လက်ရှိအစုအဖွဲ့ကတော်တော်လေးကိုမှကောင်းတယ်နောက်တန်းနေရာတော့သိတော့အားမရဘူးဒီအစုအဖွဲ့ဒီပေါ်တူဂီကိုဒီသူတို့ရဲ့အိမ်မက်ပေါ့နော် World Cup Dream တစ်ခုကိုဖြစ်လာအောင်ထမ်းတင်ပေးနိုင်ဆိုရင်ရှိတယ်လို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်ရိုနယ်ဒိုကြောင့်တခြားကစားသမားတွေနေရာလို့ရမယ်ရိုနယ်ဒိုရဲ့ဒီအမြင်ဘောတွေမှာရိုနယ်ဒိုရဲ့အားသာချက်ကိုကျွန်တော်တို့ယူလို့ရမယ်သတိထားမိလားတော့မသိဘူးပေါ်တူဂီကခြေစမ်းပွဲတွေမှာကော်နာရရင်ရိုနယ်ဒိုကအလိုကြီးတွေတိုက်ရတာကျွန်တော်မြင်ရတယ်ဗျာဘယ်လိုလဲတော့မသိဘူးရိုနယ်ဒိုကအလိုကြီးတွေကိုတိုက်ရတာအဲ့ဒါတွေကျွန်တော်တို့မျှော်လင့်လို့ရမယ်သူကဒီဂိုးသွင်းတဲ့အပိုင်းမှာတုံဆိုင်တာတွေဘောက်တဲမှာဆွမ်းပဲချက်တွေနှောင့်နှေးလာတာတွေမျိုးလေးတော့ကျွန်တော်တို့မြင်ရပေမဲ့ဒီအောက်ဆင်းပြီးတော့ဘောလုံးပြန်ပြီးတစ်ချက်လောက်ပြန်တွဲတာတို့ပြီးရကမှသူ့ကြောင့်ဒီခြားကစားမှနေရာလို့ရလာတာမျိုးတို့ဒါတွေကိုတော့သူနဲ့သူမျှော်လင့်လို့ရတယ်အဲ့လို sacrifice play မျိုးကိုတော့ရိုနယ်ဒိုစီကကျွန်တော်မျှော်လင့်ထားပါတယ်ဒီကဘာဖလားမှာပေါ့နော်ဂိုးတွေရရင်တော့လည်းပိုကောင်းတာပေါ့ပေါ်တူဂီရဲ့ဒီကစားကွက်မှာဆိုရင် full back တွေကကောင်းတယ် full back ကောင်းနေရှိလို့လေဒီကစားကွက်က full back တွေကိုတည်ပြီးသွားတဲ့ပုံစံမျိုးတွေဖြစ်သွားတာဒါတော့ပါလာရင်ဒါတော့ကပြေးထွက်မယ်ပြေးထွက်တဲ့လမ်းကြောင်းတွေကိုကွင်းလေကဒီဗီတီညာတို့ဘရူနိုဖာနန်ဒက်တို့ကခင်းပေးမယ်အဲနူနိုမန်နက်ပါလာရင်တော့နူနိုမန်နက်ဒီတစ်စက်ညင်းကြီးတက်စစ်ကိုတည်သွားတဲ့ပုံစံမျိုးမှာလိုက်ပါမယ်အဲ့လိုအခြေအနေမျိုးလေးပေါ့ပေါ်တူဂီရဲ့ဒီနောက်တန်းကိုကျွန်တော်အားမရဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ဒီဘောလုံးပြတ်သွားတဲ့အချိန်မှာ counter pressing ပြန်လုပ်တာခံစစ်စုပွဲတဲ့ပုံစံလေးတွေကတော့မဆိုးဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့နောက်တန်းအားနေတာပေါ့အတိုင်းအတာတစ်ခုတည်းတော့ဖာသေးထားသလိုမျိုးတော့ဖြစ်နေတယ်ပြ
ပြီးတဲ့အခါမှာကျွန်တော်တစ်ခုတ်တရပေါ့နော်ပြောချင်တဲ့ကစားသမားတယောက်ကကျတော့ဒီကန်ဆယ်လိုဒီဘာစီလိုနာကိုအငှားနေပေါ့နော်ဒီ January မှာပြန်သွားလိုက်တာကတော်တော်လေးကိုလှတယ်ဗျသူ့ရဲ့ career တက်လည်းတော်တော်လေးကိုလှတယ်ပေါ်တူဂီတင်းလည်းတော်တော်လေးကိုမှလှတယ်ဘာဖြစ်လို့လဲဆိုတော့ဥရောပရဲ့ industry ပြီးတော့ဘာစီလိုနာရဲ့ကစားဟန်ကလည်း high pressing ကိုပြန်ပြီးတော့ဒီ cover ပေးရတာမျိုးပူးပတ်တွေအားကိုလေယူရတာမျိုးအဲ့တော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့ကစားပုံ level ကကစားအား level ကပြန်ပြီးတော့တက်သွားတယ်ဒါကပေါ်တူဂီအတွက်တော်တော်လေးကိုမှကောင်းတယ်အခုနောက်ပိုင်းမှာကန်ဆယ်လိုကစားတာလေတော်တော်လေးကိုမိုက်လာတယ်ပို့ပြီးပြန်ပြီးတော့မိုက်လာတယ်ဖူးဘက်ကလည်းဒီနှစ်ဖက်လုံးကတော်တော်လေးကိုမှလမ်းတယ်တစ်ဖက်မှာဆိုဒီမတိရဲ့နူးနန့်ကိုတော့ကျွန်တော်တို့ထည့်ပြီးတော့တွက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီပေါ်တူဂီအနေနဲ့ပေါ့နော် drive ball တွေအဲ့ drive ball ကိုအတင်းတိုးဝင်လာတာမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်တော့နည်းနည်းလေးတော့ခက်ခဲနိုင်တယ်အဲ့ဒါယူတော့တိတ်တော့သဘောတော့မကျဘူး second ball တွေနဲ့တက်စစ်ကိုဒန်းသွားမယ်အဲ့လိုမျိုးသွားရင်တော့နည်းနည်းလေးတော့အဆင်မပြေဘူးလို့ကျွန်တော်ခံစားရတယ်တိတ်ပြီးတော့မယုံဘူးပေါ့ဗျာအခုနောက်ပိုင်းဒီပေါ်တူဂီကဒီ low block တွေကိုဖြည့်တဲ့အပိုင်းမှာလေတော်တော်လေးကိုမှအဆင်ပြေလာတယ် position rotation တွေလှည့်မယ် position တွေ switch ပြီးတော့ကစားမယ်ပြီးတော့ဘောလုံးလမ်းကြောင်းကလည်းထွက်ကြတယ်ဆိုတော့ low block တွေဖြည့်တဲ့အပိုင်းကတော့တော်တော်လေးကိုမှအရင်ကတည်းကပို့ပြီးတော့ကောင်းလာတယ် idea မျိုးမရှိတော့ပဲကောင်းလာတယ်လို့လည်းကျွန်တော်မြင်ရတယ်ပေါ့နော်ဆိုတော့ပေါ်တူဂီအနေနဲ့ပေါ့နော်သူတို့မှတ်ထားတဲ့အိမ်မက်တစ်ခုပေါ့ဖြစ်လာဖို့ကလွယ်ပါမလားဆိုတော့မလွယ်ပါဘူးဒီခေါက်ကဘာပလာပိုတောင်းခတ်သေးတယ်32တင်းတစ်ဆင့်ကခံသေးတယ်ပြီးတော့ယာဒီဥတုအခြေအနေရှိမယ်အသင်းတိုင်းကလည်းဘောလုံးကစားတတ်သွားပြီ analysis တွေလုပ်ထားပြီးပွဲတစ်ပွဲကိုတစ်ပွဲတို့ဘယ်လိုကမ်းအောင်လဲသိသွားတဲ့ခါမှာပိုတောင်းမှခတ်နိုင်တယ်ပြီးတော့ပေါ်တူဂီမှာပါလာတဲ့ကစားသမားတွေအကုန်လုံးကလည်းနာမည်ရှိပြီးသား analysis လုပ်ရတာအရင်ကြီးတော့ data မရှားတဲ့ကစားသမားတွေဖြစ်နေတာလေဒါကသတိထားမယ်အချက်တွေပေါ့နော်ဒီပထမဆုံးဒီဒီယာကွန်ကိုနဲ့ပွဲမှာတော့ပေါ်တူဂီအနေနဲ့ပေါ့နော်ဒီလောလာ performance champion performance တခုကိုပြသနိုင်မယ်လို့တော့ကျွန်တော်ကတော့မျှော်လင့်ထားတယ်ယုံကြည်ထားပါတယ်မြန်မာလိုကြီးဘောလုံးပွဲတွေကစားခြင်းနဲ့ဆိုရင် Sport A ဆောင် application ရှိပါတယ် application တွေကိုဝင်လိုက်တာနဲ့နားလည်လွယ်အောင်လုပ်ပေးထားတာဆိုတော့မှားပြီးကစားမိတာမျိုးဖြစ်ဖို့ရာခိုင်နှုန်းအရန်ကိုနည်းပါတယ် Sport A ဆောင်မှာ body မောင်းပပိုင်းစုံမဒါတွေကိုလာရောက်ကစားလို့ရပါတယ်အဲ့ဒါတွေကိုလည်းမြန်မာလိုပဲရေးပေးထားတာဆိုတော့ AC ဝင်ပြီးတော့ကစားရုံပါပဲအကောက်ဖွင့်ခြင်းနဲ့ဆိုရင်မြန်မာငွေကျပ်9000 1000ကနေစပြီးတော့ကစားလို့ရတယ်ထိုင်းဘတ်ဆိုရင်တော့ဗတ်တရားကနေစပြီးတော့အကောက်ဖွင့်လို့ရပါတယ် body ဆိုရင်လည်းဒီမြန်မာငွေ1000ကျပ်ကနေပြီးတော့10သိန်းအထိကစားလို့ရပါတယ်ကြံတဲ့ဒီပါပိုင်းစုံမမောင်းဒါတွေကိုလည်းမြန်မာငွေ1000ကျပ်တဲ့နဲ့စပြီးတော့ကစားလို့ရပါတယ်ဗျာဒါရင်းထဲမှာအားမရသေးဘူးဆက်ပြီးတော့ကစားကျင်သေးတယ်ဆိုရင်တော့ iBet ကိုလည်းကျွန်တော်စီမှာလာပြီးတော့ကစားလို့ဖြစ်ပါတယ် Viber နဲ့ Telegram ဖုန်းနံပါတ်00112481 Viber နဲ့ Telegram ဖုန်းနံပါတ်00112481ကိုဆက်သွယ်စုံစမ်းပြီးတော့လာရောက်မေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့ TikTok Messenger မှာလည်းဒီ Viber Telegram ဖုန်းနံပါတ်ကိုလာရောက်တောင်းယူလို့ဖြစ်ပါတယ်